နေ့မြန်မာနိုင်ငံလို့ခေါ်တဲ့မြေနေရာဟာဘယ်တော့မှစပေါ်ခဲ့တယ်လူတွေဘယ်တော့လောက်ကစပြီးနေကြတယ်အခုရာသီဥတုအခြေအနေအခုရှိနေတဲ့အကောင်တွေနဲ့အခုအပင်တွေကဘယ်တော့မှစပြီးဖြစ်ပေါ်ရောက်ရှိပေါက်ဖွားနေတယ်လို့သိကျင်ကြမယ်ထင်ပါတယ်ဒါကြောင့်ဘူမိဗေဒနဲ့ရှေးဟောင်းသုတေသနတူဖော်ရေးတွေကဒီမေးခွန်းတချို့ကိုဖြေနိုင်ပါတယ်ဘူမိဗေဒအခြေခံလွန်ခဲ့တဲ့အနှစ်တန်း600ကနေတန်း900အတွင်းကမ်ဘရီးယားကာလမှာယနေ့မြန်မာနိုင်ငံနေရာဟာပင်လယ်ပြင်ကြီးပဲရှိပါသေးတယ်လွန်ခဲ့တဲ့အနှစ်တန်း350ကနေ305တန်းအတွင်းအောက်ကာဗွန်နီဖာရာကာလမှာတော့ကုန်းမြေပေါ်လာပြီးတွန်လန်မြစ်နေရာအထိမြန်မာမြေဟာအင်မတန်ကြီးမားတဲ့တိုက်ကြီးတစ်ခုရဲ့အရှိတ်ကမ်းကြီးဖြစ်ခဲ့ရပြန်ပါတယ်ဒီလိုပြောင်းလဲလာတာတွေဟာကမ္ဘာမြေတွေမောက်လာအောင်ဒါမှမဟုတ်ချမ်းကျသွားအောင်ပြင်းထန်တဲ့လှုပ်ရှားမှုတွေကြောင့်ဖြစ်တာပါလွန်ခဲ့တဲ့အနှစ်တန်း180ကနေ135တန်းအတွင်းဂျူရက်ဆစ်ကာလမှာမြန်မာရဲ့အရှိတ်ကမ်းရိုးဟာအရှိတ်ကိုချက်ထွင်းတိုးထွက်သွားတဲ့အတွက်ယခုလာအိုနိုင်ငံကမ္ဘောဒီးယားနိုင်ငံနဲ့ဗီယက်နမ်နိုင်ငံတွေအထိပြန့်ထွက်သွားခဲ့ပါတယ်ဆက်လက်ပြီးလွန်ခဲ့တဲ့အနှစ်တန်း80ကနေတန်း40အတွင်းအေရာဆင်ကာလမှာယခုမြန်မာနိုင်ငံမြေဟာတိုက်ကြီးတစ်ခုရဲ့နောက်ဘက်ကမ်းခြေဒေသဖြစ်လာပြန်ပါတယ်။အဲ့ဒီအခါကမြန်မာနိုင်ငံမြေအနေထားဟာယခုအခါနဲ့တူညီဖို့ AR မြို့ဝတစ်ခုပဲလိုတော့တယ်လို့ဆိုရပါမယ်။ရာသီဥတုလွန်ခဲ့တဲ့နှစ်ပေါင်း8000ကနေ1000အတွင်းကာလကိုစတုတ္ထရေခဲခေတ်လို့ခေါ်ပါတယ်။မြောက်ဝရိုးစိုးတန်းရဲ့မြောက်ဖက်ကျတဲ့ဒေသတွေမှာရေခဲတွေဖုံးနေခဲ့တယ်။တောင်ဘက်ဖြစ်တဲ့မြန်မာမြေနေရာမျိုးမှာတော့မိုးလွန်များလို့မိုးဆွေကာလကြုံရပြန်ပါတယ်။ယခုမြန်မာနိုင်ငံမှာရရှိနေတဲ့တစ်နှစ်မိုးရေချိန်လက်မထက်3ဆလောက်ပိုများတာပါ။သဘောကတော့မြန်မာမြေဒေသမှာလည်းနောက်ယူမတောင်တန်းကြီးကွယ်နေပြီးမိုးရိပ်ပင်တဲ့ကမ်းခြေဒေသတွေမှာပါအင်မတန်မိုးများလို့ချောင်းတွေပူကျဲနေပါတယ်။အဲ့ဒီလိုခါမျိုးမှာမတူညီတဲ့အကောင်တွေနဲ့အပင်တွေရှိနေပါတယ်။ဒီလိုမိုးများတဲ့အချိန်ကနေလွန်ခဲ့တဲ့နှစ်ပေါင်း15000ကစပြီးမိုးပါလာလိုက်တာလွန်ခဲ့တဲ့အနှစ်1000လောက်ရောက်တဲ့အခါယနေ့မြန်မာနိုင်ငံမှာကြုံတွေ့နေရတဲ့ရာသီဥတုမျိုးဖြစ်လာပါတယ်ရှေးလူပီကေကန်ဒရိုပတ်ခေါ်လူစစ်စစ်မဟုတ်သေးတဲ့ရှေးလူတစ်မျိုးကိုပီကင်းနဲ့ဂျာဗာမှာလွန်ခဲ့တဲ့နှစ်ပေါင်း4,400,000ကစပြီးနေထိုင်ခဲ့ကြောင်းသိရပါတယ်အလားတူရှေးလူတစ်မျိုးဟာမြန်မာနိုင်ငံရဲ့အလယ်ပိုင်းမှာနေသွားကြတယ်ဆိုတဲ့ထောက်ထားတွေရှိနေပါတယ်ဒီရှေးလူကိုအကျိုးသမိုင်းလေးလာတဲ့အနောက်နိုင်ငံပညာရှင်များကအညာသားလို့နာမည်ပေးထားကြပါတယ်သူတို့စားတောက်နေထိုင်ပုံကိုတော့အညာတီရသလေးလို့ခေါ်ပါတယ်သူတို့ကနေပြီးစင်ကဲဖြစ်စဉ်ရယနေ့ခေတ်လူဖြစ်လာမယ်လို့ထင်ရပါတယ်အဲ့ဒီလူတွေဟာကျွမ်းကျင်တဲ့မုတ်ဆိုးကောင်းတွေဖြစ်ပြီးမိကိုနိုင်နှင်းစွာအသုံးချတတ်တဲ့သူတွေဖြစ်ပါတယ်လက်နက်ကရိယာရှေးလူတွေသုံးဆွဲတဲ့လက်နက်ကရိယာဟာအကုန်လုံးကြောက်တွေနဲ့လှုပ်ထားတာတွေမဟုတ်ပါဘူး။ဝါချွန်နဲ့တစ်သားတင်းမို့ကိုတော့တားကောင်ရဲ့ဥကျိုးအပြင်အယိုးကိုလည်းတင်းမို့လှုပ်တတ်ကြပါတယ်။နောက်ပြီးအတုံးများမယ်လို့လည်းယူဆပါတယ်။ကြောင်းနဲ့လှုပ်ထားတဲ့အသွားကိုလည်းတစ်သားလက်ကင်တက်ထားမှအတုံးချနိုင်တဲ့ကရိယာမျိုးဖြစ်လာပါတယ်။မိတို့ဟာလည်းအားကိုးရတဲ့လက်နက်တစ်မျိုးဖြစ်ပါတယ်။ဒါပေမဲ့ကြောက်သွားကြောက်လက်နက်တာမပြတ်မစည်းကြံရက်ခဲ့လို့ဒီလူတွေကိုကြောက်ခင်ဟောင်းလူတွေလို့ခေါ်လိခေါ်တာရှိနေတာပါသူတို့ထားရခဲ့တဲ့ကြောက်လက်နက်တွေကိုစစ်ဆေးကြည့်တဲ့အခါ၃မျိုး၃စားတွေ့ပါတယ်ပထမတစ်မျိုးကိုစင်သားလို့ခေါ်တယ်ရိုက်ဖဲဖို့လွယ်မဲ့ကြောက်ပြားတစ်တုံးကိုမျက်နှာတစ်ဖက်ကအသွားပေါ်အောင်ဖဲ့ယူတဲ့လက်နက်မျိုးဖြစ်ပါတယ်ဒုတိယလက်နက်ကတော့ခုတ်သားဖြစ်ပါတယ်ကြောက်ပြားကိုအသွားပေါ်အောင်နှစ်ဖက်စလုံးကဖဲ့တဲ့အသွားမျိုးဖြစ်ပါတယ်တတိယတစ်မျိုးကတော့ကြောက်တစ်ဖက်ပြားတစ်ဖက်ခုံးမှာအသွားဖော်ယူတဲ့ဒဇင်ပဲကိုမျိုးဖြစ်ပါတယ်မြန်မာမြေပြမှာလက်နဲ့လှုပ်เสียကြောက်ဆိုရင်မီးတင်းကြောက်နဲ့တစ်သားကြောက်ပဲရှိပါတယ်တစ်သားကြောက်နဲ့လှုပ်ရင်လက်နက်ဟာညံ့ပေမဲ့တစ်သားကြောက်ပဲလွယ်လွယ်ရလို့တွေ့သမျှလက်နက်အားလုံးလိုလိုဟာတစ်သားကြောက်နဲ့ပဲလှုပ်ထားကြပါတယ်ဒီလက်နက်အားလုံးရဲ့80%ဟာဘဲကုတ်တွေပဲဖြစ်ကြပါတယ်ဒါကြောင့်တခါတလေအညာတီရတလေးကိုဘဲကုတ်တလေးလို့လည်းခေါ်တတ်ကြပါတယ်ခေတ်လူ Homo sapien လို့ခေါ်တဲ့
ယခုခေတ်လူတွေဟာစောစောကပြောတဲ့ရှေးလူကပဲဆင်းသက်တာဖြစ်မယ်လို့ယူဆပါတယ်လွန်ခဲ့တဲ့အနှစ်4000ကနေ3000အတွင်းပေါ်ပေါက်ခဲ့တာပါကမ္ဘာလူမျိုးကြီး3မျိုးအနက်မွန်ဂိုလိုက်အမျိုးဟာအဲ့ဒီခါကပဲမြန်မာမြေပေါ်မှာနေခဲ့တယ်လို့ဆိုနိုင်ပါတယ်မွန်ဂိုလိုက်မှာမြောက်ဘက်အမျိုးတောင်ဘက်အမျိုးသမုဒ္ဒရာတွေကကျွန်းတွေအမျိုးနဲ့အမေရိကဘက်ကိုရောက်သွားတဲ့အမျိုးရဲ့လို့ခွဲခြားရမှာမြန်မာမြေပေါ်ကအမျိုးဟာတောင်ဘက်နေအမျိုးဖြစ်ပါတယ်ဆိုလိုတာကမြန်မာမြေပေါ်ကမွန်ဂိုလိုက်ဟာကိုလုံးသေးတယ်ဥကောင်းလဲအလဲလက်လောက်ပဲရှိပါတယ်မြောက်ပိုင်းမျိုးလောက်လဲမျက်ပေါက်မပြင်းဘူးကျွန်းပေါ်အမျိုးလောက်လဲမျက်ရည်တွေမများပါဘူးနာမည်တစ်လွန်ခဲ့တဲ့အနှစ်6သိန်းကနေ12000အထိကိုကြောက်ဟောင်းလွန်ခဲ့တဲ့အနှစ်12000ကနေ9000အထိကိုကြောက်လေလွန်ခဲ့တဲ့အနှစ်9000ကနေ9000အထိကိုကြောက်တယ်လို့ခေါ်တွင်နေပါပြီဒါပေမဲ့ဒီနာမည်တွေရောတတ်မှတ်တဲ့နှစ်အပိုင်းခြားတွေပါအနောက်အာရှနဲ့သာဆိုင်ပါတယ်တခြားနေရာတွေမှာဒီရဲ့ဆွဲတွေအတိုင်းပိုင်းလို့လည်းမမှန်ပါဘူးဒီနာမည်တွေအတိုင်းခေါ်လို့လည်းတိတ်မစီလျော်ဘူးလို့ယူဆတဲ့လူတွေရှိပါတယ်အရှိတောင်အာရှအတွက်ဆိုရင်လက်နက်စသုံးဆွဲတတ်တဲ့လွန်ခဲ့တဲ့အနှစ်6သိန်းကနေအနှစ်4200အထိကိုကြောက်ကာလာလို့တစ်မျိုးတည်းခေါ်သင့်ပါတယ်ခေတ်လူစပေါ်တဲ့အချိန်လောက်4200ကစပြီးအနှစ်2200အထိကိုတစ်သားကာလာလို့ခေါ်သင့်တယ်ရှိတောင်အာရှကလူတွေဟာအဲ့ဒီကာလာအတွင်းမှာတဝါနဲ့လှုပ်ထားတဲ့ပစ္စည်းကိရိယာတွေကိုပို့သုံးလာလို့ပါအဲ့ဒီနောက်လွန်ခဲ့တဲ့အနှစ်2200ကနေ1000အထိကိုဒေတာဆွဲကာလာလို့ခေါ်ပါတယ်လူတွေဟာကိုယ်ဒေတာမှာသာကိုနေပြီးတခြားအုပ်စုတွေနဲ့အဆက်ဖြတ်နေတတ်လို့ပါပဲဒါပေမဲ့အဲ့ဒီကာလအတွင်းမှာစိုက်ခင်းပြိုးပင်လေးလဲနည်းနည်းစပြီးစိုက်ပြိုးနေကြပါပြီကြောက်လက်နက်ကိုလည်းတစိမ့်တစ်ပိုင်းချော့အောင်တွေးတယ်အိုးကိုလည်းစပြီးလှုပ်ကြည့်နေပါတယ်ဒါပေမဲ့ဂူမှာပဲဆက်နေသေးပြီးမုတ်ဆိုးတန်ငါတဲ့ဖြစ်နေအတမွေးဝမ်းကြောင်းပြုတ်နေရပါသေးတယ်လွန်ခဲ့တဲ့အနှစ်1000ကစပြီးတော့တောင်ပေါ်ကကူကိုစွန့်ခဲ့ပြီးမျိုးစာကောင်းတဲ့လွင်မြင်ဒေသကိုဆင်းလာခဲ့ကြပါတယ်အဲ့ဒီမှာစိုက်ပျိုးမွေးမြူရေးကိုလုပ်ကြပါတယ်ဒါကြောင့်လွန်ခဲ့တဲ့အနှစ်1000ကနေ2000အထိကိုချဲ့ထွင်ရေးကာလလို့ခေါ်ပါတယ်ဒီကာလအတွင်းမှာလွန်ခဲ့တဲ့အနှစ်8000လောက်ကစပြီးစပါးစိုက်ပျိုးရေးစတယ်လို့ဆိုနိုင်ပါတယ်ခရစ်နှစ်စတဲ့လွန်ခဲ့တဲ့အနှစ်2000ရဲ့ဒီဘက်အပိုင်းကိုတော့အပြိုင်ကာလလို့ခေါ်ပါမယ်ဘာလို့လဲဆိုရင်အရှိတောင်အာရှမှာတရုတ်ယဉ်ကျေးမှုတွေကလားယဉ်ကျေးမှုတွေနဲ့ဥရောပယဉ်ကျေးမှုတွေကဖောက်ထွင်းဝင်ရောက်လာကြပြီးအားပြိုင်ကြလို့ပါပဲဒီလိုနာမည်အသစ်ပေးပုံနဲ့နှစ်အပိုင်းခြားအသစ်လုပ်ထားပုံဟာမြန်မာနိုင်ငံအဖြစ်ပြက်နဲ့လည်းစီလျော်ပါတယ်လို့သမိုင်းပညာရှင်ဒေါက်တာတန်းထုံးကဆိုပါတယ်ပတလိုက်ပတလင်းကိုတောင်ကြီးခရိုင်ရွာငံမြို့နယ်ထဲမှာရှိပါတယ်အနည်းဆုံးရွာကတော့ညောင်ကျက်နဲ့4မိုင်ဝေးပါတယ်ညောင်ကျက်ကမြလက်ဒီတို့21ဒီဂရီ6မိနစ်နဲ့အရှိလောင်ဒီတို့96ဒီဂရီ18မိနစ်မှာရှိပါတယ်ပတလင်းကူတွေဟာပင်လယ်ရေမျက်နှာပြင်အထက်ပေ1000မြင့်ပါတယ်ဒီကူတွေမှာလူတွေနေခဲ့စဉ်အခါကအခုလိုရေရှားပါမှာမဟုတ်ပါဘူးရှေ့အခါကကူတွေမှာနေတဲ့လူတွေဟာရန်သူကိုကြောက်လို့ရေရှိသည့်နေရာနဲ့လည်းကပ်မနေပါဘူးရေရှိသည့်နေရာနဲ့တိတ်ဝေးတဲ့နေရာမှာလည်းမနေပါဘူးရန်သူချင်းကပ်လာရင်လည်းလွယ်မြင်ရမယ့်နေရာမခုခံတင်ဘူးပြေးရမယ်ဆိုရင်လည်းမလွယ်ပေါက်ရှိသည့်နေရာမျိုးဖြစ်ရပါမယ်မြောက်ဘက်ကတိုက်တဲ့လေဟာအရန်အေးလို့ဂူပေါက်ကလည်းတောင်ဘက်ကိုလှည့်နေရမယ်ပေါ့ဒီလိုအရေးချင်းတွေအားလုံးကြည့်ပြီးတော့မှဒီဂူတွေမှာရွေးနေသွားတာဖြစ်နိုင်ပါတယ်ရှေးဟောင်းသူတေသနာကတူးလို့ဂူတွင်းကရတဲ့အယိုးကိုကာဗွန်စစ်ဆေးနည်းနဲ့စမ်းသပ်တဲ့အခါလွန်ခဲ့တဲ့နှစ်ပေါင်း1000ကတက်ပြက်စားတောက်ပြီးဖြစ်ထားခဲ့တဲ့အယိုးတွေလို့သိရပါတယ်နှစ်ပေါင်းရာထောင်ကြီးအောင်နေခဲ့ပြီးလူတွေမိဖို့အဖြစ်နဲ့တုံးသွားတဲ့နေရာမှာလဲပြာတုဟာ3-4ပေရှိအောင်ကျန်ရစ်ခဲ့ပါတယ်စားခြင်းစားကြံတွေကိုစွန့်ပစ်တဲ့အမိုက်ပုံကနေတွေ့ရတဲ့တားကောင်ရဲ့အယိုးတားကောင်ရဲ့ဥကြိုတွေဟာအရိုင်းမျိုးနွယ်တွေရဲ့အယိုးနဲ့ဥကြိုတွေဖြစ်တယ်ဆိုတာသိရပါတယ်နေရာမှာရီးဆွဲခဲ့တဲ့အယုတ်တွေဟာလည်းအမဲလိုက်တဲ့အခါတားကောင်များများရဖို့နှက်ကိုးတဲ့ယုတ်လို့ထင်ရပါတယ်ဒါကြောင့်ဒီအချက်တွေကိုကြည့်မယ်ဆိုရင်ဒီကူမှာနေသွားတဲ့သူတွေဟာတောင်သူမဟုတ်ပဲမုတ်ဆိုးပဲဖြစ်ရပါမယ်ရှေ့အခေါ်အတိုင်းဆိုရင်ကြောက်ခေဟောင်းကုန်ကန်ဒီကာလာကလူတွေဖြစ်နိုင်ပါတယ်ဟောဟာရာအတိအရပြောရမယ်ဆိုရင်တော့လွန်ခဲ့တဲ့အနှစ်2200ကနေ1000အတွင်းမှာနေခဲ့ကြတဲ့ဒေတာဆွဲကာလာကလူတွေဖြစ်ပါတယ်ဒီလူတွေဟာကြောက်လက်နက်ကိုအသွားလောက်နည်းနည်းပေါက်အောင်တွေးပြီးဥယျာဉ်လန်းဆန်းဆိုင်နေပါပြီ
မြေအိုးလည်းဖုတ်တက်နေပါပြီကူပကြီးပတလင်းကူတစ်လို့နာမည်ပေးထားတဲ့ကူထဲမှာအနောက်တောင်ကနေအရှိမြောက်တန်းနေတဲ့နေရာတစ်ခုရှိပါတယ်ဒီနေရာပေါ်မှာလူရဲ့လက်ဝါးနှစ်ဖက်အယုံအခြေလေးချောင်းသားကောင်တွေယုံမားလို့ထင်ရတဲ့အကောင်တစ်ကောင်ရဲ့အယုံနဲ့နေရုပ်တရုပ်ကိုရေးထားခဲ့ကြပါတယ်ဘာတွေနဲ့ရေးခဲ့လဲဆိုရင်မြေနီနဲ့ရေးထားတာပါအယုတ်ပေါ်အောင်ကောက်ကြောင်းယူပြီးတော့ကောက်ကြောင်းအတွင်းမှာစေးပိန်းတွင်းတဲ့နီးနဲ့ရေးခဲ့ပါတယ်ဒီရုပ်တွေကိုအကျိုးသမိုင်းခေတ်ကလူတွေပဲရေးခဲ့တယ်လို့ပြောနိုင်တာကဂူကစိမ့်ထွက်တဲ့ထုံးရည်ဟာအယုတ်ပေါ်မှာကြပါများပြီးထုံးကျုပ်သားတစ်ထက်ပပထုံးနေတာကိုတွေ့ရတာကြောင့်ပါပဲဒါကြောင့်နောက်ပိုင်းလူတွေဝင်ရေးတာမဟုတ်ဘူးလို့ရဲရဲပြောရတာပါအဲ့ဒါအပြင်အယုတ်ရေဖို့တွေးလက်ဆနေနေခဲကိုလည်းတူးဖို့တွေးချိရလို့ဖြစ်ပါတယ်ရေးချဲတဲ့အယုတ်ဟာလည်းအကျိုးသမိုင်းကဒလေးတွေနဲ့ကိုက်ညီနေပါတယ်အရင်ခေါ်အတိုင်းသတ်မှတ်ပြောရရင်ကြောက်ဟောင်းကုန်ကန်ဒီကာလာကမုတ်ဆိုးတွေရဲ့ဒလေးနဲ့ဆိုင်တဲ့အယုတ်တွေပဲဖြစ်ပါတယ်ဒီရုပ်တွင်ပထမဦးဆုံးလက်ဝါးနှစ်ဖက်ကိုတွေ့ပါတယ်လက်ညှိုးတွေကအစစ်အပိုင်းလေးတွေပြုတ်နေတာကိုလည်းတတိထားမိပါတယ်ချစ်ခင်လေးစားရသူတည်ရင်ကြံခဲ့တဲ့လူကဆုံးရှုံးရတဲ့အထိမ့်မှတ်အနေနဲ့လက်ချောင်းတွေကိုဖျက်ပစ်တယ်ဆိုတဲ့အဓိပ္ပာယ်ကိုဖော်လို့ရပါတယ်ဖျက်ပစ်တဲ့အခါနတ်ဆရာနဲ့ပဲဖျက်မယ်လို့ထင်ပါတယ်ပြီးတော့မှလက်ကိုဆေးစိမ်ပြီးနေရာမှာချိတ်ဆွဲထားမယ်လို့တွေးထင်မိပါတယ်နောက်တစ်ရုပ်ကတော့ငားလိုအကောင်မျိုးပဲလို့ထင်ပါတယ်နတ်ကိုပြီးတော့စားတော့ပုံကိုရည်ညွှန်းတာဖြစ်မယ်လို့ထင်ရပါတယ်နွားနဲ့တူတဲ့အကောင်မျိုးအယုတ်ကိုလည်းအနီရောင်နဲ့ခြေထားတာတွေ့ရပါတယ်အသေးစိတ်တရုပ်ဖော်ထားတာမဟုတ်တော့နာမည်အတိအကျပေးလို့မရပါဘူးဒါအပြင်ဒီရုပ်တွေရေးဆွဲတဲ့လူဟာပုံတူရေးချင်နည်းမျိုးနဲ့ရေးတာလည်းမဟုတ်ဘူးသူ့ရဲ့ရီမန်းပြီးရေးဆွဲတဲ့အကောင်ကလည်းယခုခေတ်ရင်ပန်းအောင်မွေးထားတဲ့ငါးမျိုးလဲအတိအကျဟုတ်မှမထင်ပါဘူးနောက်တစ်ရုပ်ကတော့စင်လိုအကောင်ကြီးတွေတရုပ်ပေါ်တရုပ်ထပ်ပြီးအများကြီးရေးထားတဲ့သဘောမျိုးမြင်ရပါတယ်ထုံးကြောက်ကလည်းတစိမ့်တစ်ပိုင်းဖုံးအုပ်ထားလို့တကောင်းမှပြီးတော့အောင်မမြင်ရတော့ပါဘူးနောက်တစ်ရုပ်ဟာဝက်နဲ့တော်တော်လေးဆင်ပါတယ်ဒီရုပ်တွေဟာတည်င်းပို့တဲ့ရုပ်တွေမဟုတ်ပါဘူးဆိုလိုတာကမှတ်တမ်းအဖြစ်နဲ့ရေးခဲ့တာလည်းမဟုတ်ပါဘူးနတ်ကိုပူဇော်ပတ်တာနဲ့ပဲဆန်မယ်လို့ယူဆရပါတယ်ကွေးကောက်မြင်းနဲ့ကြောင်းကြားမှာနေရုပ်ဆွဲထားတာဟာလည်းအချို့ထင်နေသလိုဒီထွက်ရှုခင်းပုံမဖြစ်နိုင်ပါဘူး။ဘာကြောင့်လဲဆိုရင်လွန်ခဲ့တဲ့အနှစ်15000ကနေ1000အတွင်းတဖြည်းဖြည်းမိုးပါလာပါတယ်။အေးတဲ့ရော့လာတယ်ဆိုတဲ့သဘောပေါ့။တစ်ဖက်မှာလည်းနေကပူပူလာလို့အပူအေးအားပြန်ရမှာအပူကနိုင်လာတာတွေ့လို့နေကိုရှ िख ိုးပူဇော်တာလည်းဖြစ်နိုင်ပါတယ်။ချီလေးเจ้าအကောင်ကြီးအနောက်နားကအကောင်ငယ်ငယ်အယုတ်ကိုလည်းတွေ့ရပါတယ်။တချို့ကနွားမကြီးနောက်ကိုတားငယ်လိုက်တဲ့ပုံဖြစ်မယ်လို့ထင်ကြပါတယ်။ဒါပေမဲ့တကောင်အယုတ်ကြီးနားမှာတကောင်အယုတ်ငငယ်ရေးမိတာဖြစ်မယ်လို့ထင်ပါတယ်။တမင်ရုပ်နဲ့တော်တော်တူတဲ့အယုတ်လည်းတွေ့ရပါတယ်။ဒီရုပ်တွေအားလုံးကိုခိပြိုင်ဒလေးစင်နဲ့ပြင်သစ်တောင်ပိုင်းစပိန်မြောက်ပိုင်းကဂူနီယန်အယုတ်တွေနဲ့ရှင်းကြည့်မယ်ဆိုရင်ဒီရုပ်တွေကအများကြီးပူညံ့ပါတယ်။ရေးဆွဲထားတဲ့လူတွေကတဘာဝနဲ့နီးစပ်ဆုံးဖြစ်အောင်တူပြီးရေးဆွဲတဲ့နီးကိုလည်းမသုံးပါဘူး။အလေးအမောင်အရောက်အနှုအရင်ကစားပြီးရေးတဲ့နီးကိုလည်းမသုံးပါဘူး။ဒါကြောင့်လူတချို့ထင်တယ်လို့ဒီရုပ်တွေဟာရှင်သန်လှုပ်ရှားနေတယ်ဆိုတာလည်းမဟုတ်ပါဘူးဒီပုံအားလုံးဟာလွန်ခဲ့တဲ့အနှစ်15000ကနေ1000အတွင်းနေသွားတဲ့မူဆိုးတွေရဲ့နှက်ကိုးတဲ့ရုပ်တွေပဲဖြစ်မယ်လို့ယူဆပါတယ်တောင်သူလွန်ခဲ့တဲ့အနှစ်1000ကျော်လာတဲ့အခါမြန်မာပြည်ပေါ်ကမုတ်ဆိုးတွေဟာတောင်သူဖြစ်လာကြပါတယ်ကောက်ပင်ကိုလည်းစိုက်တယ်ကျွဲနွားကိုလည်းမွေးတယ်စိုက်ပျိုးမွေးမြူရေးလုပ်တဲ့အခါအေယာရီမြေရိုးမှာရွာတယ်ပြီးနေကြပါတယ်ယောဂဗေဒပညာရှင်တွေကမြန်မာနိုင်ငံအပါအဝင်အရှေ့တောင်အာရှနဲ့အိန္ဒိယအရှေ့ပိုင်းမှာလည်းပူအိုက်ဆိုဆွတ်တဲ့မုတ်တုံရာသီရှိနေတဲ့အတွက်စံတဘာစိုက်ပျိုးခြင်းစမယ်လို့ယူဆပါတယ်။အရှေ့တောင်အာရှမှာစံတဘာစိုက်ပျိုးရေးဟာလွန်ခဲ့တဲ့အနှစ်8000ကပဲရှိခဲ့မယ်လို့ခန့်မှန်းကြပါတယ်။စာရေးဆရာ H.G. ပဲရေးတဲ့ကမ္ဘာသမိုင်းအခြေပြုစာအုပ်မှာလွန်ခဲ့တဲ့အနှစ်3500လောက်ကအိမ်ချက်ကိုမြန်မာနိုင်ငံမှာစတင်မွေးနေတယ်လို့ယူဆရန်ရှိကြောင်းရေးခဲ့ပါတယ်။ဆယ်မြောင်းမြန်မာနိုင်ငံအလယ်ပိုင်းဟာ6တွေ့ပါတယ်။ဒါပေမဲ့မြေပြန့်တယ်။မြေဝစာကောင်းတယ်။ဆယ်မြောင်းနဲ့ရေပေးနိုင်မယ်ဆိုရင်စိုက်ခင်းပြိုးခင်းကောင်းကောင်းရနိုင်တယ်။အဲကြောင့်ဒီနေရာတွေမှာပဲဆယ်မြောင်းလုပ်ငန်းကို
လွန်ခဲ့တဲ့အနှစ်1000ကပဲစခဲ့မယ်လို့မှန်းဆရပါတယ်ရေပေါ်များတဲ့အောက်ပိုင်းဒေသတွေမှာတော့ဆူဆွလွန်အားကြီးလို့ယောဂထူပြောမယ်နေတဲ့လူနေပါလိမ့်မယ်ရှေးခါကလည်းလူဦးရေအင်မတန်နဲလေတော့မြန်မာနိုင်ငံအလဲပိုင်းမှာပဲဆယ်မြောင်းလုပ်ငန်းနဲ့တောင်သူတွေအနေများမယ်လို့ယူဆပါတယ်သမိုင်းခေတ်အခရာတင်မှတ်တမ်းရှိတဲ့ကာလကိုသာသမိုင်းခေတ်လို့ခေါ်ပါတယ်ဒါကြောင့်မြန်မာနိုင်ငံမှာလွန်ခဲ့တဲ့အနှစ်2000ကမှအကျိုးသမိုင်းခေတ်ကုန်ပြီးသမိုင်းခေတ်စပါတယ်အခုပြောခဲ့တာတွေကတော့မြန်မာမြေကြီးဖြစ်ပေါ်လာပုံအားဘူမိဗေဒဖြင့်တင်ပြခဲ့ခြင်းပဲဖြစ်ပါတယ်သင်ရောဘယ်လိုထင်သလဲဘယ်အချက်တွေကစိတ်ဝင်စားဖွယ်ကောင်းသလဲကောမန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ပါဦးနောက်ပုတ်တွေမှာပြန်ဆောင်ကြမယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်